နောက်စိတ်ဒီပဲဒီမှာနှစ်စိတ်ဆိုရင်အောက်မှာလည်းလေးစိတ်ဟုတ်နှစ်3စိတ်ဆိုရင်အောက်မှာလည်း3စိတ်ဒီအရှိကကနန်းတော့တူတူပဲဟုတ်အနောက်ကကနန်းလေးပဲကွာပါလေးစိတ်ဆိုရင်တဝက်ဝက်တော့လေနှစ်စိတ်对。ဘယ်လောက်လဲဘယ်လောက်လောက်ဖယ်ရတယ်နော်ဟုတ်တယ်နော်မလာမနဲ့တော့ပြီဟိုက4.3 4လက်မနဲ့3စိတ်လေး3စိတ်ဆိုတော့လေး3စိတ်တဝက်ဝက်ကိုကြတော့2 3စိတ်ဆိုရင်2စိတ်ခွဲ2ခွဲ2စိတ်ခွဲဆိုတော့ဒီမှာ2နော်ဟုတ်2စိတ်ခွဲဆိုရင်မဒီတော့တော့လေနော်ဟုတ်ဒီမနဲ့နော်ဟုတ်ဒီမှာ2စိတ်ခွဲဒီမှာလည်းတင်လိုက်ကြည့်လိုက်နော်2စိတ်ခွဲဟုတ်အကွေးလေးကဘလောက်ကြည့်မဟုတ်ဘူးเนาะအဲ့လိုလားမဟုတ်ဒီလိုမျိုးပဲပြရမှာမလားဒီလိုမျိုးပြေရကြော်လို့လည်းမရအောင်အဲ့လိုကြော်လို့လည်းမရဘူးပြီးဒီလိုမျိုးအဲ့လိုစိုက်သွားလည်းမရအောင်ဟုတ်ငါတို့ပြေလေးပဲဟုတ်ခဲရမရှိတော့